မိခင်ဖြစ်သူကိုဆုံးရှုံးရတော့မယ့်အချိန်မှာနောက်ထပ်အလူငွေတွေကိုမယူဘဲတခြားလိုအပ်သူတွေပေးဖို့ပြောခဲ့တဲ့စိတ်ထားမွမ်းညက်သူသမီးလေးဒီသမီးလေးကတော့အသက်ကလေးလေးငယ်တည်ပေမဲ့အင်တာမက်မှာစိတ်သဘောထားဖြူစင်ကစိတ်ထားမွမ်းညက်သူလေးဖြစ်ပါတယ်သမီးလေးတို့ကမိခင်ကျမ်းမာရေးအခြေအနေဆိုးနေတာကြောင့်မုံရွာမှုကနေမန္တလေးကိုစေကူတာကိုလာရောက်ခဲ့ကြတာအားလုံးလည်းသိပြီးဖြစ်မှာပါမန္တလေးမြို့ကပရာဟိတကိုဖလိုရဲ့ကူညီပေးမှုနဲ့အလူငွေ30ကျော်လောက်ရခဲ့ကမိခင်ဖြစ်သူကိုလည်းစေကူတာပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့မိခင်ဖြစ်သူဟာအခြေအနေကလက်လျှော့ရတော့မဲ့အနေအထားတစ်ခုကိုရောက်နေပြီးမို့သမီးလေးလည်းအယမ်းကိုစိတ်အားငယ်နေရပါတယ်။ကိုဖြိုးကလည်းအားငယ်နေတဲ့သမီးလေးကိုအလဲအပတ်တွေလိုက်ပို့ပေးကနှစ်သိမ့်ပေးနေပါတယ်။ကိုဖြိုးအနေနဲ့သမီးလေးတို့အတွက်နောက်ထပ်အလူငွေများစွာကိုလည်းလက်ခံရရှိထားတာဖြစ်ပါတယ်။အဲ့ဒီအလူငွေတွေကိုသမီးလေးကိုလက်ခံပေးဖို့ပြောချိန်မှာတော့သမီးလေးပါဆက်ကထက်ကြလာတဲ့စကလုံးလေးတွေဟာတကယ်ကိုအားလုံးကိုအံ့ဩသွားစေခဲ့လာပါသူ့အနေနဲ့အရင်တစ်ခါလက်ခံရရှိထားတဲ့အလူငွေတွေမကုန်သေးတာကြောင့်နောက်ထပ်သူတို့ထက်လိုအပ်တဲ့သူလေးတွေကိုလှူပေးဖို့ပြောခဲ့တာပါကလေးကငယ်သေးပြီပဲအတိတရားနဲ့စာနာစိတ်ကရင်ထဲမှာအပြည့်ရှိကလောဘလည်းမရှိချပါဘူးဟိုတလောကသိန်းတယောက်ကောက်ရတာကိုပိုင်ရှင်ပြန်ပေးတဲ့ညီလေးတွေနီးတူသမီးလေးတို့အနေနဲ့ငွေကြေးမရှိပေမဲ့စိတ်ထက်ကတော့တကယ်အထက်တန်းစားတွေလို့ဆိုရဖြစ်ပါတယ်။အဲ့ဒါကြောင့်အားလုံးကသမီးလေးနဲ့စိတ်ထားလေးကိုသဘောကျပြီးနောက်ထပ်အကူငွေတွေထပ်လှူဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ကိုဖြိုးကတော့သမီးလေးကညံ့နေပေမဲ့နောက်ထပ်ရတဲ့အလူငွေတွေကိုလည်းသမီးလေးကိုပဲပေးခဲ့ပါတယ်။စေတနာကောင်းရင်ကံကောင်းမယ်ဆိုတဲ့စကားလေးကတကယ်ကိုအသိပါရီပြေဝါနီကစိတ်ထားမွေးမြတ်သူသမီးလေးလေးကိုကူညီပေးခြင်းသူတွေကဝိုင်းဝိုင်းလဲလို့နေပါတယ်။သမီးလေးအနေနဲ့စိတ်ထားလေးမွေးမြတ်ပြီးမဲ့အတိတ်ကဝိတ္တွေကြောင့်မိသားစုနဲ့စုံစုံလင်လင်နေရဖို့အတွက်တော့ကဲမပါလာခဲ့ရှာပါဘူး။ဖခင်ဖြစ်သူဟာလည်းသူတို့ငယ်ငယ်လေးကတည်းကနောက်အိမ်ထောင်ပြုသွားတာကြောင့်အမေတစ်ခုသမီးတစ်ခုဘဝနဲ့ယနေ့အချိန်ထိရုန်းကန်လာကြရတာဖြစ်ပါတယ်။အခုဆိုမိခင်ဖြစ်သူကပါဒူမာကိုထားခဲ့ကလောကကြီးထဲကထွက်သွားဖို့ပြင်ဆင်နေပါပြီ။သမီးလေးအနေနဲ့တယောက်တည်းနေခဲ့ရမှာကြောက်လွန်းလို့မိခင်ကိုကဲဖို့အရွယ်လေးနဲ့မလိုက်အောင်ရုန်းကန်ခဲ့ပြီးမြဲသူ့စန္ဒာတွေဟာအကောက်အထည်မပေါ်ခဲ့ရှာပါဘူးမိခင်ပါဆုံးပါသွားခဲ့ရင်လည်းမွေးညက်မီမုံဝါဘက်ကမိဘမဲ့ကေဟာတကူမှနေပြီးပညာသင်ယူဖို့ဆုံးဆက်ထားပြီးဖြစ်ပါတယ်မိခင်ဖြစ်သူဟာလည်းယောဂကကျွမ်းနေပြီမို့ကုသဖို့မလဲတော့ကြောင်းဆရာဝန်ကပြောခဲ့ပါလေဆရာဝန်ကမိမိကိုပြောပြပြီးနောက်သူ့အနေနဲ့ဘာမှမစားနိုင်တော့ဘဲတညလုံးငိုနေခဲ့ရရှာတာပါဆရာဝန်တွေကိုလည်းပျက်စီးသွားတဲ့ကိုဒင်းအင်္ကာတွေအစားသူ့မှာရှိတဲ့ဟာတွေနဲ့လဲပေးလို့မရဘူးလားတောင်မိခဲ့သေးတာလို့ဆိုပါတယ်။ဘယ်လိုမှမရတဲ့အချိန်ဒီမို့ဟာသမီးလေးအနေနဲ့သင်္ခါရတရားကိုလက်ခံကဘဝကိုဘလို့ရှေ့ဆက်ရမလဲပဲတွေးနေပါတော့တယ်။ပရာဟိတကိုဖြိုးကိုအားလုံးကမွေးစားစေခြင်းပေမဲ့လေကိုဖြိုးအနေနဲ့လေသမီးလေးဘက်ကဆွေမျိုးအရှုပ်ရှင်တွေကြောင့်မလွယ်ကူလာပါဘူး။ပရိသတ်တို့ကတော့သူတို့မှာညီမငယ်လေးမရှိတာကြောင့်အမှန်တကယ်မွေးစားခြင်းကြောင့်တသက်စာစောင့်ရှောက်ထားခြင်းကြောင့်တောင်းဆိုထားပါတယ်။အားလုံးကတော့အဆိုပါတောင်းဆိုသူဟာအခြေအနေတစ်ခုရှိသူဖြစ်တာကြောင့်အမှန်တကယ်မွေးစားပေးဖို့ထောက်ခံနေကြပါတယ်။တခုရှိတာကသမီးလေးအနေနဲ့ယခုလိုအလူငွေဒီအများကြီးလက်ခံထားရတာသိဖို့ဖခင်ဖြစ်သူဟာတဖန်ကတ်လာကငွေဒီအပိုင်စီးသွားမှာကိုတစ်ချက်စိတ်ပူရမှာဖြစ်တယ်။လူယုံမာတွေရဲ့စိတ်သက်ဟာဘူးတီပေါ်မှာအကြီးတော်ကျင်ကြားတဲ့စိတ်ထားရှိသူတွေကများပါတယ်။အသင်ဝိုင်းကောင်းတစ်ခုခုကစောင့်ရှောက်ထားလို့အဆင်ပြေနေရင်ပြဿနာတွေလာရှာတတ်ကြတာဂျမ်တော်နဲ့ချူတို့ရဲ့ဖြစ်စဉ်တွေကတာတကားယူစရာပါပဲနော်ပရိသတ်တို့လေအသက်လေးငယ်သေးပြီမဲ့ငွေကြေးမမတ်ပဲလိုအပ်သူတွေလူပေးဖို့ပြောတဲ့သမီးလေးကအားပေးစကားလေးတွေပြောခဲ့ကြအောင်နော်